င်္ဂလာပါရှင်ကျမတို့ပန်ဝါစကားဝိုင်းသတင်းတင်ဆက်မှုအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ KIA မှမူရစေးသုံးဆွဲသူများကိုလိုက်လံဖမ်းဆီးလျက်ရှိရာရင်းမှုရစေးများမိခဲ့သို့ဝင်ရောက်လာသည်ကိုမေခွန်းထုတ်စရာဖြစ်လာဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်KIA မှမူရစေးသုံးဆွဲသူများကိုလိုက်လံဖမ်းဆီးလျက်ရှိရာရင်းမှုရစေးများ KIA ထိန်းချုပ်ထားတဲ့နေမြေအတွင်းကိုမိခဲ့သို့ဝင်ရောက်လာသည်ကိုမေခွန်းထုတ်စရာဖြစ်လာတယ်လို့ကချင်အထူးဒေသတစ်အရေးလေးလာသုံးသက်သူတဦးကပြောပါတယ်ဒေတာတစ်ခုလုံးကိုမတရားတိုက်ခိုက်သိမ်းပိုက်ထားတာကလည်းသူတို့ပဲဒါဆိုဒေတာရင်းကိုမူရစေးတွေကဘလို့ဝင်လာသလဲသူတို့ခွင့်ပြုချက်နဲ့တွင်းနေတာလားဒါမှမဟုတ်ဘလို့နီးလန်းနဲ့ဝင်လာသလဲဆိုတာမေခွန်းထုတ်စရာဖြစ်နေတယ်ဆိုရှယ်မီဒီယာတွေမှာလည်းမူရစေးတယ်လို့ဖမ်းမိတဲ့သတင်းတွေဘိန်းဖြူကိုတရားဝင်ရောင်းချနေတဲ့သတင်းတွေကိုတွေ့နေရတယ်မူရစေးတွေကလည်းလိုင်းစာနဲ့မန်ဂျာယန်ဘက်ကနေဝင်လာတယ်လို့ကြားတယ်အခုလိုအနေအထားမျိုးမှာသူတို့ကမူရစေးတုံးတဲ့သူတွေကိုဖမ်းတယ်ဆိုတော့စဉ်းစားစရာဖြစ်နေပြီလို့သူကပြောပါတယ်အခုလိုမူရစေးသုံးဆွဲသူတွေကိုလိုက်လံဖမ်းဆီးနေတာဟာ KIA ရဲ့ဘဏ္ဍာငွေဖြစ်တင်ဖို့နဲ့လူသစ်စုဆောင်ဖို့အတွက်အကြောင်းပြချက်တသက်တာဖြစ်တယ်လို့သူကထပ်မံပြောပါတယ်စစ်ရေးအခြေအနေကအချိန်ကြာလာတော့စစ်ရေးစကားတွေကအများကြီးလိုအပ်လာတယ်သူတို့ဘက်ကကြဆုံးမှုတွေများလာတော့လူအင်အားကလည်းလိုလာပြီးတော့အတင်းအဓမ္မဖမ်းဆီးတာတွေအတင်းအဓမ္မလူသစ်စုဆောင်တာတွေကိုပြည်သူတွေကလည်းမြင်လာပြီဒီတော့သူတို့အတွက်ကအကြောင်းပြချက်ကောင်းကောင်းလိုလာပြီဒီအတွက်ကိုမူရစေးကောင်းစဉ်တက်ပြီးလှုပ်ဆောင်လာတာဟုတ်တယ်ပတ်စံနဲ့လာရွေးရင်ဘဏ္ဍာငွေရမယ်မရွေးရင်လူသစ်စုဆောင်မှုထဲပါမယ်သူတို့ကတစ်ဖက်လက်နဲ့ပြည်သူတွေကိုပါရိုက်နေတာဟုတ်တယ်ပြည်သူတွေအနေနဲ့လည်းဒါကိုသတိထားဖို့လိုအပ်တယ်လို့သူကပြောပါတယ်KIA တို့မှာဖီမော်မြို့အဝင်လာနော်ဂိတ်မှာမူရစေးသုံးဆွဲသူတွေကိုဖမ်းဆီးမယ်ဟုခေါင်းစဉ်တက်ကလာရောက်သူတွေကိုတားဆီး၍စီးစစ်ကဖမ်းဆီးမှုပြုလုပ်ခဲ့ပြီးဖီမော်ကမ်းဖန်အစရှိတဲ့မြို့တွေမှာလည်းည9:00 နာရီနောက်ပိုင်း KIA မှဧည့်စင်းလိုက်လံစစ်ဆေးသည်ဟုဆိုကစီးစစ်ပြီးမူရစေးသုံးဆွဲသည်ဟုဆိုကဖမ်းဆီးမှုတွေပြုလုပ်ခဲ့တဲ့အပေါ်အခုလိုပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်ကျမတို့ပန်ဝါစကားဝိုင်းသတင်းတင်ဆက်မှုအစီအစဉ်ကနေကချင်ပြည်နယ်အထူးဒေသအသစ်အတွင်းဖြစ်ပေါ်နေတဲ့သတင်းထူးသတင်းဦးများကိုအမြန်ဆုံးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။